ကနေပြီးတော့ထွက်သွားတဲ့အကြောင်းများဟာဘယ်လိုအခက်အခဲတွေကြောင့်လဲဆိုတော့တယောက်နဲ့တယောက်မတူပေမဲ့နောက်ဆုံးဘယ်သူမှထွက်သွားခြင်းလို့ဒီလိုပုံစံနဲ့ထွက်သွားကြတာမဟုတ်ပါဘူးကိုယ်တိုင်းပြည်မှာအခက်အခဲတွေများလွန်းလို့ကိုယ်တိုင်းပြည်ရဲ့ဒုက္ခတွေကများလွန်းလို့တခြားပြည်ပတိုင်းပြည်ကိုသွားပြီးတော့ရုန်းကန်ရတာဖြစ်ပါတယ်